ကဲအားလုံးပဲမင်္ဂလာပါဗျ JDS channel မှာပြန်လဲကြိုဆိုလိုက်ပါလေကျွန်တော်ဒီကနေ့မှာတော့ဒီလာမယ့်နိုဝင်ဘာလ9ရက်နေ့အနာတိုလီမာလီခင်နဲ့အိုမာခိန်တို့နဲ့အတူ119မှာရှင်ပြိုင်ထိုးတက်သွားရတော့မယ်ရော့ထန်ရဲ့ပွဲစဉ်တစ်ပွဲလေးကိုပရိသတ်တွေနဲ့အတူအဆအဆုံးကြည့်ရှုချင်ပါတယ်โอเคဘယ်ပွဲစဉ်ဖြစ်မလဲဆိုတော့ကျွန်တော်နဲ့အတူလိုက်ကြည့်ကြလိုက်အောင်ပါအခုလက်ရှိကျွန်တော်တို့ကြည့်ရှုတော့မယ့်ပွဲစဉ်လေးကတော့ဒါဂျပန်နိုင်ငံတိုကျိုမြို့မှာရှင်ပြိုင်ထိုးတက်သွားခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်2018ခုနှစ်6လပိုင်း16ရက်နေ့မှာဒါထိုးတက်သွားခဲ့တာပေါ့နော်အဲ့တော့အခုလက်ရှိပေါ်ပြပေးနေတဲ့ fighter ကတော့ဒါပရိသတ်တွေအားလုံးသိရှိပြီးသား fighter ဖြစ်တယ် Rotan လို့ခေါ်တယ်ပေါ့နော်အဲ့တော့သူကတော့ဒီ1 championship မှာဒါ18ပွဲအထိထိုးတက်ထားပြီးတော့မှဒါ15ပွဲကိုအနိုင်ရရှိထားတယ်2ပွဲတာရှုံးနေထားတယ်ပေါ့နော်အဲ့တော့သူရှုံးနေထားတဲ့2ပွဲကိုတွားပြီးကြည့်မယ်ဆိုရင်တကယ်ကိုဒီ MMA ကဂုတ်တူဖြစ်တဲ့ဒီမီထရီရဲ့ဂျွန်ဆန်ကိုပဲရှုံးနေထားတာပေါ့နော်နောက်ထပ်တစ်ပွဲကတော့ဒါမကြတီးခင်ကရှင်မြန်ထိုးတက်သွားခဲ့တဲ့ဒါစူပါလက်နဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်အဲ့တော့ Rotan နဲ့စူပါလက်ရဲ့စူပါလက်နဲ့ထိုးတက်သွားခဲ့တဲ့ပွဲစဉ်လေးကတော့ဒါအခုချိန်ထိဒါ Rotan နေနဲ့အနိုင်ရရှိသွားတဲ့လဲဆိုပြီးတော့မှတော်တော်များများကဒါညှင်းခုန်နေကြတာရှိတယ်ပေါ့နော်အဲ့တော့အဲ့နှစ်ပွဲကလွဲလို့ဒါ Rotan နေနဲ့ဒါတော်တော်များများ fighter ကိုဒါအရှုံးမရှိဘဲနဲ့အနိုင်ရယူပြထားတာတွေ့ရတယ်โอเคပထမချီဆိုင်ပြအဲ့တော့ Rotan နဲ့ရှင်မြန်ထိုးတက်သွားမဲ့ဒါဂျပန် fighter ပေါ့နော်ဒီအနီတောင်းက fighter ကတော့ဒီ1 championship နဲ့ဒီ2024တလပိုင်းလောက်တော့မှဒါစာချုပ်ခဲ့တယ်1 championship နဲ့လက်တွဲထားတဲ့ fighter တူဖြစ်တယ်ပေါ့နော်အဲ့တော့သူကလည်းပြောမယ်ဆိုရင်ဒါဒီနိုင်ပွဲတွေအနေငယ်ရယူပြီးသွားပြီဆိုရင်ဒါ Rotan နဲ့တွေ့လာနိုင်ချေရှိတဲ့ fighter တူလို့ဒါပြောလို့ရတယ်တော့ပထမချီဆိုတော့fighter တို့ကဒီ look kit တွေနဲ့ right hand တွေနဲ့ jet ထောက်ချက်တွေနဲ့နည်းနည်းလေးအကဲဆန်းနေတာမျိုးတွေ့ရဗျအလုံးထည်ရကတော့တိတ်ပြီးမကွာဘူးဒီအရက်မောင်းကတော့ Japan fighter အနေနဲ့အနေငယ်လေးဒါရှည်တယ်လို့ထင်ရတယ်ဗျလက်တန်ချီတန်တွေရစအနေငယ်ရှည်တယ်ဟို boy shot ကောင်းတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်လေးကိုဒါကြည့်ရှုနေရင်းနဲ့ပေါ့နော်စိုးနေဦးအနေနဲ့ရောဒါ Rotan နဲ့ရှင်ပြိုင်ထိုးတက်သွားမဲ့ချိန်ကြရင်ဒါအနိုင်ရယူသွားနိုင်ချေရှိသလားဆိုတော့လည်းဒါထက်တွင်တုံးတက်တင်ဆက်ပြီးတော့မှာပေါ့နော်ဒါပြင်ဒါစိုးနေဦးအနေနဲ့ရောဒါ Rotan နဲ့ရှင်ပြိုင်ထိုးတက်ဖို့ဆိုရင်ဘယ်အပိုင်းမှာဒါလေ့ကျင့်ပြင်ဆင်ဖို့လိုတယ်လဲRotan နဲ့ထိုးတက်တဲ့ချိန်မှာဆိုရင် Rotan အနေနဲ့ဒါစိုးနေဦးကိုဘယ်လိုမျိုးပုံစံဒုက္ခပေးလာနိုင်ချေရှိတယ်လေပေါ့နော်ဒါတွေကျွန်တော်တို့ထည့်သွင်းပြောဆိုတော့မှာဖြစ်ပါတယ်သူပြန်ဝင်လာတွေ့တယ်ဒါ Rotan အနိကရုရှားပေးပြီဗျဒါ Rotan ကတော့အပြာတောင်းကနေရှင်ပြိုင်ထိုးတက်နေတဲ့ fighter ဖြစ်တယ်ပေါ့နော်ဒါဂျပန် fighter ကတော့အနီတောင်းကနေရှင်ပြိုင်ထိုးတက်နေတာပါကဲနှစ်ဦးလုံး hack kit တွေစပြီးတုံးလာတယ်ထောက်ကန်ချက်တွေကန်ထားတယ်Rotan ကတော့ငယ်ငယ်ကနေဒီမွေထိုင်းတွေထိုးတက်လာတဲ့အတွက်ကြောင့်မို့ပေါ့နော်အဲ့တော့သူ့အနေနဲ့မွေထိုင်းနဲ့ပတ်သက်ပြီးတော့တကယ်ကိုဒါအတွေ့အကြုံတွေအများကြီးရှိထားတယ်ပြီးပြီဆိုရင်ဒီမာဂုံကလည်းဒီတာမန် fighter တွေနဲ့ဆိုင်ရင်ဒါတော်တော်မြင့်တဲ့ fighter တူလို့ဒါပြောလို့ရတယ်Rotan ကဒီ jet ထောက်ချက်တွေတိတ်မထွက်ဘူးဒါဂျပန် fighter ကတော့ jet ထောက်ချက်တွေထွက်တယ် jet ထောက်ချက်တွေဒါထိအောင်ထောက်နိုင်တာမျိုးတွေးရတယ်ပေါ့နော်ပြီး round 2ပထမတစ်ချီမှာတော့ fighter နှစ်ဦးလုံးကပြောမယ်ဆိုရင်လက်ရည်ရပြောတိတ်မကွာဘူးမသိမ့်မရင်းပဲပြောရမယ်ဗျခြေတော့ဖမ်းလို့မရဘူးဗျဟိုး
Hackett ကောင်းနေပြန်ဂျပန်ဖိုက်တာရဲ့ဒီဘယ်ဖြောင်းလက်တီးရလဲရော့ထန်အတွက်တတိထားစရာတစ်ခုဖြစ်နေတယ်အဲ့တော့ကန်ချက်ပိုင်းကြည့်မယ်ဆိုရင်တော့ဖိုက်တာနှစ်ဦးစလုံးကဒါကန်ချက်တွေထွက်တာတွေ့ရတယ်ပေါ့နော်တို့ပေမဲ့ဒီရော့ထန်ရဲ့ကန်ချက်ကပို့ပြီးတော့မှအထက်များတယ်ဒီမှာနီကက်ကိုနီကက်တော့ပြီးတော့မှ body kit တွေပြီးပြီဆိုရင်ဒီ upper kit တွေ right hand တွေကျွေးထားတာတွေ့တယ်ဗျာရော့ထန်နေနဲ့โอ้ဖိုက်တာနိုဦးလုံးအပြန်လန်း right hand တွေလက်တီးတွေဖလှယ်နေကြတယ်ဗျာโอ้ရော့ထန်ဘူးတိုက်ခွက်တွေကိုကျွေးခံထားရတယ်ဗျာတော်မာတယ်ဗျာရော့ထန်ဒါဆိုနီဦးတော်မှဒီရော့ထန်တော့မမောင်ဗျာဆိုနီဦးကကျွန်တော်သတိထားမိရသူ့ရဲ့နောက်ဆုံးဒီဖွန်စီရီနဲ့ထိုးတက်သွားခဲ့တဲ့ပွဲစဉ်ကြည့်မယ်ဆိုဖွန်စီရီအနေနဲ့ဒီသူချက်ကအပြင်းစားမဟုတ်ဗျာဒီအနေငယ်ထိတော့ဆိုနီဦးအနေနဲ့ဒီရိုင်ကြမလို့တောင်မှဖြစ်သွားခဲ့ရတယ်ပေါ့နော်ဒီမှာရော့ထန်ကြည့်မယ်ဆိုရင်အချက်ကြီးကျွန်တော်တော်ခံလိုက်ရတော့မှသူ့အနေနဲ့ရိုင်နာမျိုးတွေလဲချတော့မျိုးတွေလုံးဝမတွေ့ခဲ့ရအောင်ဗျပြောမယ်ဆိုရင်တော်လေးမာတယ်ဆိုနေဦးထက်လည်းတော်မာတဲ့ဖိုက်တာတူဗျရော့ထန်ဆိုတဲ့ဖိုက်တာကချီကန်ချက်တွေလည်းကောင်းတယ်ဗျအဲ့တော့ဆိုနေဦးရဲ့ချီကန်ချက်ကတော့ဒါပရိသတ်တွေအားလုံးသိရှိကြတဲ့အတိုင်းပဲပေါ့နော်တိတ်ပြီးတော့မှဒီကန်ချက်တွေကနီးစနစ်မကြဘူးဒီကန်ချက်တွေကလည်းအားမပါဘူးပေါ့နော်အဲ့တော့ဆိုနေဦးအနေနဲ့လည်းကျွန်တော်တို့ဒီကန်ချက်တွေကိုအများကြီးလေ့ကျင့်ပြင်ဆင်မယ်လို့လည်းယုံကြည်တယ်ပေါ့နော်အဲ့တော့ဆိုနေဦးကတော့အားနည်းချက်ပြောမယ်ဆိုရင်ဒီအောက်ပိုင်းကန်ချက်တွေကတော့တော်တော်လေးကိုအားနည်းတယ်ရော့ထန်ကြည့်မယ်ဆိုတော့တိတ်ပြီးပြောစရာမလိုဘူးဗျဒီမှာကန်ချက်တွေလည်းကောင်းတယ်ထူးချက်တွေလည်းကောင်းတယ်အဓိကတော့သူ့ရဲ့ဒီ head movement တွေပြီးပြီဆိုရင်သူ့ရဲ့ဒီ full movement ပေါ့နော်အောက်ပိုင်းလှုပ်ရှားမှုကဒီအနေငယ်ပြန်ပြီးတော့မှပြင်ဆင်ဖို့လိုတယ်ဒါပေမဲ့တယောက်နဲ့တယောက်ဒီထိုးတက်ပုံစတိုင်ကလည်းမတူဘူးပေါ့နော်ဒါရော့ထန်ကတော့တကယ်ကိုမာဂုံကိုဒီအသားပြုတ်ပြီးတော့မှဒီမြန်မာလက်ဝဲပုံစံမျိုးပေါ့တကယ်ကိုတိုင်ဖက်ဖိုက်တာတွေနဲ့တည်ပြီးတော့မှဒီရှင်ပြန်ထိုးတက်နေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဂျပန်ဖိုက်တာကတော့အဲ့လိုမဟုတ်ဗျဒီ full movement တွေ head movement တွေရှိတယ်ဒီထိုးချက်တွေကလည်းဒါသူ့အနေနဲ့ကောင်းကောင်းထိုးနိုင်တာမျိုးလည်းတွေ့ရတယ်โอ้သူချက်တော့ခံလိုက်ရတယ်ရော့ထန်နေနဲ့ဒီချက်ဝင်ချက်တွေကဂျပန်ဖိုက်တာရဲ့အားသာချက်တစ်ခုဖြစ်နေတာမျိုးတွေ့ရတယ်โอ้ဟက်ကကန်ခံလိုက်ရတော့မှဘာမှမဖြစ်ပြရော့ထန်တကယ်မာတဲ့ဖိုက်တာသူပြောလို့ရတယ်ကျုံကျွန်တော်တို့ right hand တွေ left hand တွေလည်းဘယ်နှချက်စားခံလိုက်ရတယ်ကျွန်တော်ဘာမှဖြစ်ပြခေါင်းလေးပဲတူတူလေးနောက်ရောက်သွားတာမျိုးတွေ့ရတယ်ဒါတကယ်ကိုမာတဲ့ဖိုက်တာတူဗျဒါမာဂုံချင်းစိုးနီဦးနဲ့တွားပြီးရှင်မယ်ဆိုရင်တော့တေချာတစ်ခုကတော့ဒါရော့ထန်ကလုံးဝတာနေတယ်အဲ့တော့ဒီလက်တီထူးချက်ပါဝါချင်းရှင်မယ်ဆိုတော့ဆိုနီဦးကလုံးဝတာတယ်ဗျတကယ်လို့ဒါဆိုနီဦးအနေနဲ့ရော့ထန်နဲ့ဒါတွေ့ဆုံဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်အဲ့တော့ရော့ထန်အနေနဲ့ဆိုနီဦးကလဲထိုးနဲ့ဒါအနိုင်မရယူနိုင်ရင်တော့မှဒီနောက်ဆုံးမှာပေါ့နော်တကယ်လို့ကျွန်တော်တိုင်အဆုံးဖြတ်ထိရောက်သွားမယ်ဆိုရင်ဒါရော့ထန်ကပဲဒါဆိုနီဦးကနိုင်ရယူတော့ရရင်တော့များတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ထိုးတက်ပုံစတိုင်တွေကကျွန်တော်ကြည့်မယ်ဆိုရင်ဒီကန်ချက်တွေကဒါအချီတိုင်းလိုထွက်လေးရှိတယ်ကန်ချက်တွေလည်းထိရောက်မှုရှိတယ်အခုဒီမှာဆိုရင်ဂျပန်ဖိုက်တာကအဓိကသူ့ရဲ့ဒီ big left hand ပေါ့နော်အဲ့ဒါလေးအဓိကထွက်တယ်ဒီ low kick တွေ body kick တွေ head kick တွေဒီအချီမှာတိတ်မတွေ့ရတော့ဗျာဂျပန်ဖိုက်တာအနေနဲ့အဲ့တော့အဓိကဘောက်စင်ကိုအ
ချီခံပြီးတော့မှကစားနေတာမျိုးတွေ့ရတယ်အဲ့တော့ဆိုနီဦးကလည်းထိုနည်းသူပဲဗျသူကအဓိကဒီလက်ဝိတ်ဆိုတော့လက်တီထိုးချက်တွေကိုအဓိကသုံးမယ်အဲ့တော့ဒီလက်တီထိုးချက်တစ်ခုနဲ့ပဲလေကျွန်တော်တို့ဒါတွားလို့မရသေးဘူးပေါ့နော်အခုဒီမှာကျွန်တော်ကြည့်မယ်ဆိုရင် fighter နှစ်ဦးလုံးကလည်းကျွန်တော်ထိုးချက်တွေမကောက်ဘူးဒါကန်ချက်တွေပါကျွန်တော်ကောင်းကောင်းကန်နိုင်ထိချက်တွေမှန်မှန်ကန်နိုင်မှပဲကျွန်တော်အသာစီးရယူကစားပြသွားနိုင်မှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော် Rotan နေနဲ့ကန်ချက်တွေတော်တော်လေးကိုဒါအားတာနေတာမျိုးတွေ့ခဲ့ရတယ်အဲ့တော့တကယ်လက်ဝိတ်ကြီးပဲရှင်ပြီးတော့မှဒါ Rotan နဲ့ဒါဆိုနီဦးတို့ထိုးကြမယ်ဆိုရင်တော့ကျွန်တော်ရဲ့မြင်ရတော့ဆိုနီဦးကအနိုင်ရရှိသွားနိုင်ရရှိတယ်ဒါဆိုနီဦးရဲ့ power ကဒီ Rotan နဲ့ဒါပိုကြီးတယ်လို့ပြောလို့ရတယ်ဗျတကယ်လို့ Kip Bouncing Rule နဲ့ဒါကန်လိုက်ထိုးလိုက်အဲ့လိုမျိုးကစားမယ်ဆိုတော့ဒါအမတ်အဆုံးဖြတ်တိရောက်သွားမယ်ဆိုတော့ဆိုနီဦးကအသာစီးရယူဖို့ဆိုတာလုံးဝမလွယ်ကူပါဘူးအဲ့တော့ဆိုနီဦးအနေနဲ့လည်းဒီဖွန်စီရီနဲ့ပွဲပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့အားနည်းချက်ကိုသူကိုယ်တိုင်ရှာပြီးတော့မှသူ့အနေနဲ့ဒီကန်ချက်ပိုင်းကိုတော့အများကြီးပြင်ဆင်လိမ့်ချင်မယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့တော့သူဆိုနီဦးအနေနဲ့နောက်ထပ်2ပွဲ3ပွဲလောက်ကျွန်တော်အနိုင်ရရှိသွားမယ်အဲ့2ပွဲ3ပွဲမှာဒါလက်ရည်တွေဒီကစားပုံတွေပေါ့နော်ချီကန်ချက်တွေလည်းကောင်းလာမယ်ဆိုရင်တော့ဒါ Rotan နဲ့တွေ့တဲ့ချိန်ကျရင်ဒါဆိုနီဦးကလည်းဒါအခွင့်အရေးရှိတယ်လို့ပြောလို့ရတယ်ဗျ Rotan ကအနိုင်ရယူသွားနိုင်ဖို့ဒါရခိုင်နှုန်းရှိတယ် Oh spinning back can ချက်ကတော့မိုက်တယ်ဂျပန် fighter ခဏခဏလဲကျနေရတွေ့ရတယ်ဗျကျွန်တော်ကစားပုံဒီ Rotan ရဲ့ကစားပုံကြည့်မယ်ဆိုရင်နောက်ဆုတ်သွားတာမျိုးတိတ်မတွေ့ရအောင်လုံးဝကိုဒီရှေ့တိုးပြီးတော့မှပဲဒါတဲပြီးတော့မှထိုးတဲ့ပုံစံပေါ့နော်အနီးကက်ကိုဒါ big right hand တွေအဲ့လိုမျိုးတွေရှင်ပြိုင်ထိုးတက်နေတာမျိုးတွေ့ရတယ်အဲ့တော့ထိုင်းနဲ့မြန်မာနဲ့ဒီကစားပုံကပြောမယ်ဆိုရင်တိတ်မကွာဘူးဗျသူတို့အနေနဲ့ဒီတဲပြီးတော့မှပေါ့နော်ဒါအထိုးခံတယ်ပြန်ထိုးတယ်အဲ့လိုမျိုးပုံစံတွေကစားတာမျိုးတွေ့ရတယ်ဒါဆိုနီဦးကလည်းကျွန်တော်သူ့ရဲ့ပွဲတော်တော်များများကြည့်ရလို့ပဲဗျဒါအရှောင်းသိန်းတွေကတော့ရှိတယ်တို့ဝင်မဲ့လဲသူတို့ဒီလက်ဝိရဲ့ပုံစံလက်ဝိရဲ့သဘောတဘာဝကိုအစားအဲ့လိုမျိုးတဲထိုးပြီးတော့မှအထိုးခံအကျိတ်ခံပြီးတော့မှပြန်ရှင်ပြန်ထိုးတက်နေတာမျိုးကိုဒါအတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီထိုင်းက Rotan ကလည်းထိုနည်းတူပဲဗျတိတ်အရှောင်းသိန်းတိတ်မလုပ်ဘူးဒါအနီးကက်ကိုဒါအထိုးခံတယ်အပီခံတယ်ပြီးရင်သူပြန်ထိုးတယ်ပေါ့နော်အဲ့လိုမျိုးတွေဒါဒီဟာကပြောဆိုအရေးစွန့်လုံးတယ်ဒါအန်ဒီရဲများလုံးတယ်လို့ပြောလို့ရတယ်ပေါ့ကျွန်တော်ဒီပွဲစဉ်မှာဒါမာဂိုမြင့်တဲ့ fighter တူမို့လို့ဒါကျွန်တော်တို့အချိန်ကြာဒီအမောက်မကျဘဲနဲ့ဂျပန် fighter ကိုဒါရှင်ပြန်ထိုးတက်လို့ရတာပေါ့နော်တကယ်လို့ဒါကျွန်တော်ဒီနေရာမှာမြန်မာ fighter တွေဖြစ်မယ်အဲ့လိုမျိုးပီတီနဲ့တွားပြီးထိုးမယ်ဆိုရင်ဒါ Rotan မဟုတ်ဘူးဆိုရင်တော့ဒါလဲကျသွားနိုင်ချေရှိတယ်အဲ့တော့ကျွန်တော်ဒီတဲထိုးတာပီခံပြီးတော့မှဒါထိုးခံပြီးပြန်ရှင်ပြန်ထိုးတက်တဲ့ဒီမြန်မာရိုးရာလက်ဝဲရဲ့ဒီကစားပုံတော့ဒါကမ္ဘာစင်မြင့်ပေါ်ကဒီကစ်ပေါစင်တို့မွေထိုင်းပွဲစဉ်တွေမှာရောက်ပြီဆိုရင်တော့အဲ့ဒီအချက်ကတော့အဓိကဒါပြင်ဆင်ရမယ့်အချက်တစ်ချက်လို့ပြောရမယ်ဗျလုံးဝကျွန်တော်တို့နီးစနစ်ကိုအခြေခံပြီးတော့မှအထီးလည်းမခံနဲ့ကျွန်တော်တို့တစ်ဖက်ပြိုင်ဖက်ကိုလည်းတောင်းဒါရှင်ပြန်ထိုးတက်သွားနိုင်ဖို့ကတကယ်ကိုဒါအဓိကကြတယ်ဟိုဂျမ်မီပြ Rotan နေနဲ့ဟို
အဲ့လိုအရင်ကျင်းတဲ့ဟာတတိတော့ထားရမယ်ဗျထိချက်တွေကလည်းထိပြီဆိုရင်ဒါမောက်ကျသွားနိုင်ရှိတယ်ဒါတို့ပေမဲ့တစ်ဖက်ပြန်ဖက်ဖိုက်တာကလည်းခွင့်ရည်တစ်ခုရတယ်ပေါ့နော်အဲ့လိုစကျန်းပြီဆိုရင်ဒါသူကလည်းတီးနေပြီဒါ Rotten နဲ့စပြီးရမ်းလာတဲ့အချိန်မှာအဲ့ဒါကောင်တာကိုတိတိကျကျချိန်ပြီးတော့မှတိတိမိမိဒါပြန်ထိုးတက်နိုင်ဖို့လည်းလိုတယ်ပေါ့နော်ဒီမှာဆိုရင်ဂျပန်ဖိုက်တာအနေနဲ့ဒါကောင်တာတွေကိုဒါအကောင်းဆုံးခုခံပြီးတော့မှထိအောင်ပြန်ပြီးထိုးနိုင်တာမျိုးတွေ့ရတယ် Rotten စပြီး pressure ပေးပြီဗျတက်လုံးကဂျပန်ဖိုက်တာအနေငယ်ကျလာတယ် Rotten ကရရရဲ့ဗျတွေ့တယ်လားမင်းနဲ့ Rotten ကလည်းRotten ကန်ချက်ကျွန်တော်အတန်တော်မြည်ဗျဘော်လီရှော့လေးထိုးထားတယ်ဘော်လီကစ်တွေဝင်ထားတယ်အဲ့တော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင် Rotten ကဒါပင်လက်တီတုံးတာမျိုးတွေတိတ်မတွေ့ရအောင်ဗျာဒါဆိုနီဦးကတော့ပင်လက်တီတုံးတယ်အဲ့ဒီပင်လက်တီကလည်းဒါဆိုနီဦးရဲ့ဒါအဓိကပွဲသိမ်းတိုက်ကွက်တစ်ခုဖြစ်တယ်ဗျာအဲ့တော့တကယ်လို့ဆိုနီဦးနဲ့ Rotten တို့တွေ့မယ်ဆိုရင်ပေါ့နော်ဒါ Rotten လည်းဒါပြောလို့မရအောင်ဗျာဒါပင်လက်တီမိမယ်ဆိုရင်ဒါသူ့အနေနဲ့ဒီတခါမှမမောက်ကြတဲ့အနေထားနေပြီးတော့မှဒါဆိုနီဦးရဲ့ဒါပင်လက်တီနဲ့ဒါဖင်ထိုင်မောက်ကျသွားနိုင်ချေရှိတယ်ဒီပါဝါချင်းရှင်လိုက်မယ်ဆိုရင်တော့ဒါဆိုနီဦးက Rotten တဲ့ဒါတာတယ်လို့ဒါလုံးဝဒါအခိုင်မှာပြောလို့ရတယ်ပေါ့နော်ဒီထိုးတက်ပုံစတိုင်တွေဒီရတာဖြိုဖြေမှုပေးနိုင်တဲ့အပိုင်းမှာကတော့ Rotten ကဆိုနီဦးထက်ပိုပြီးတာတယ်ကျွန်တော်ဒီမှာဖိုက်တာနိုးရှင်ပြန်ထိုးတက်နေတာကိုကြည့်မယ်ဆိုရင်တကယ့်ကိုအကျဉ်းအရမ်းဗျဒါ spinning back fit တွေရောအထူးသဖြင့်ကျွန်တော်ဒီ Rotten ရဲ့ထိုးတက်နေတဲ့ပုံစံတွေကြည့်ရင်ဒါကန်ချက်တွေ body kit တွေ head kit တွေပြီးပြီဆိုရင်ဒီ right hook တွေ left hook တွေကျွန်တော်တွားပြီးကြည့်မယ်ဆိုရင်တော်တော်လေးအားပါပြင်းထန်တဲ့ဒီတိုက်ကွက်ပုံစံမျိုးအနေထားမျိုးတွေ့ရတယ်ပေါ့နော်တို့ပေမဲ့လည်းဒီပြိုင်ဖက် fighter တော်တော်များများလိုမျိုးသူ့ရဲ့တိုက်ကွက်တွေကြောင့်မောက်ကျသွားတာမျိုးတွေကျွန်တော်တွေ့ရတဲ့ဟာတော်တော်လေးနဲတယ်ပေါ့နော်ဒီလိုပြောလို့ကျွန်တော် Rotten ရဲ့ဒါထိုးချက်တွေကန်ချက်တွေကဒါမပြင်းဘူးလို့ဒါဆိုလိုတာမဟုတ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုလိုတဲ့အကြောင်းရင်းကဒါအရင်ကြီးပြင်းတာမဟုတ်ဘူးဒီအလေလက်ထက်အလေလက်ရဲ့ဒီအပေါ်တော့ပေါ့နော်အလေလက်အမြင့်တစ်ခုလောက်ပဲဒါပြင်းတယ်လို့ပြောလို့ရတာဒီခန္ဓာရဲ့အားနည်းတဲ့ fighter ဆိုရင်ဒါ Rotten နဲ့ရှင်ပြန်ထိုးတက်တဲ့ချိန်ကျရင်ဒါမောက်ကျသွားနိုင်ခြေရှိတယ်အဲ့တော့ခန္ဓာရဲ့ကောင်းတဲ့ fighter ဆိုရင် Rotten နဲ့ရှင်ပြန်ထိုးတက်ရင်တော့ဒါလုံးဝမောက်ကျမှာမဟုတ်ဘူးအဲ့တော့ Sony Uro လိုမျိုးဆိုရင်တော့ဒီ Rotten နဲ့ရှင်ပြန်ထိုးတက်သွားမယ်ဆိုရင်ဒါမောက်ကျသွားဖို့ရခိုင်တော့နည်းတယ်ဗျလို့ဆိုတော့ငါးချီထိုးတက်သွားတဲ့အချိန်မှာဆိုတော့နော်ဒါဖိုက်တာနိုးဦးတော့ပြောမယ်ဆိုမသိမ့်မရင်းပေါ့နော်ဒါတည်ရလက်နဲ့ဒါထွက်ပေါ်ခဲ့တယ်အဲ့တော့ကျွန်တော်ရဲ့အမြင်ကပြောမယ်ဆိုရင်တော့ဒါငါးချီလေးကိုငါးချီစလုံးကိုဒါခြုံငုံပြီးတော့အမှတ်ပေးရမယ်ဆိုကျွန်တော် Rotten ကိုလည်းအနေငယ်လေးဒါအသာစီးပုံစံမျိုးနဲ့ဒါအမှတ်အဆုံးအဖြတ်ပုံစံမျိုးနဲ့ပေါ့နော်ဒါအနိုင်ပေးချင်တယ်အဲ့တော့ဒီမှာတော့တည်ပြီးတော့တဲ့အတွက်ကြောင့်မို့ဒါ additionalဒါအချီကိုပြန်ထိုးရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီချီကတော့ fighter နှစ်ဦးလုံးအတွက်ပြောဆိုအရန်ကိုအရေးကြီးတဲ့အချီတစ်ခုဖြစ်တယ် Rotten ကတော့အနီးကပ်ကိုတွေ့ပြစပြီး pressure လေးစပေးနေတာမျိုးတွေ့ရတယ်အရင်ကြီးလောလို့မရဘူးဒီချီက fighter နှစ်ဦးလုံးအတွက်ကတကယ်ကိုဒါချန်ပီယံကပ်နိုင်နာနဲ့ချန်ပီယံကပ်ရယူမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်အဲ့တော့ဒီလိုအဖြစ်မျိုးကတော့တ
ဒါကြုံလို့ကြုံတွေ့ရလေးရှိတယ်ပေါ့နော်ဒါပေမဲ့နဲတယ်ဗျဒီလိုတရေကြပြီးတဲ့နောက်ပိုင်းမှာအဲ့လိုမျိုးဒါအပူအနေနဲ့တချီပြန်ပြီးထိုးရတယ်ပေါ့နော်ဂျပန်ဖိုက်တာရဲ့ကကောင်တာကောင်းတာသတိထားမိတယ်ရော့ထန်ကတော့တိုက်စစ်ကောင်းတယ်ကန်ချက်တွေဒါဖိအားတော်ပြီးနိုင်တယ်ပြောမယ်ဗျသူအနေနဲ့ချက်ထောက်ချက်တွေကောင်းတယ်哦，罗坦对边，你给我，这踢看哪样嘞？这套这，看哪样嘞？罗坦你呢？讲里面这内罗西拉鱼，哦，罗坦，被骗的就弄踢看哪样嘞？တကယ်မာတဲ့ fighter တူပြောမယ်ဂျပန် fighter ကတော့ပြောတယ်ဗျာသူကြည့်ရတာအောက်ပိုင်းတိတ်မခိုင်ဘူးအမှမောက်ကျနေတာမျိုးတွေ့ရတယ်သူရဲ့ကစားပုံကဟိုးဟက်မူမန်ကောင်းနေဆိုတော့ရှောင်တော့နော် spinning buffet okay အဲ့တော့ကျွန်တော်ဒီပွဲစဉ်ကိုကြည့်ရှုပြီးတဲ့နောက်ပိုင်းမှာဆိုရင်ဒါ fighter နှစ်ဦးစလုံးနဲ့ပတ်သက်ပြီးတော့မှအောက်က comment မှာဒါဝင်ရောက်ဆွေးနွေးတော့ပြီးလို့ရတယ်ပြီးပြီဆိုရင်ဒါဆိုနီယိုအနေနဲ့ရောဒါ Raw Tension ပဲထိုးတက်တဲ့အချိန်ကျရင်ဒါသူ့အနေနဲ့ဘယ်ပိုင်းတွေမှာပြင်ဆင်ပြီးတော့မှ Raw ထန်နဲ့ရှင်ပြိုင်ထိုးတက်မယ်ဆိုရင်ဒါအနိုင်ရယူသွားနိုင်ခြင်းရှိတယ်လေโอเคအနိုင်ရရှိသွားပြီဗျဂျပန် fighter အနေနဲ့ဒါပြောမယ်ဆိုရင်တော့နောက်ဆုံးဒါ additional အချိန်မှာတော့ဂျပန် fighter ဒါတာခဲ့တယ်လို့ပြောမယ်ဗျပြောမယ်ဆိုရင်ကန်ကောင်းသွားတယ်လို့ဒါပြောမှာဖြစ်ပါတယ်အဲ့တော့ဒါပရိသတ်တွေအနေနဲ့ရောဆိုနီယိုအနေနဲ့ဒါရောထန်တဲ့ရှင်ပြန်ထိုးတက်တဲ့အချိန်ကျရင်ဒါဆိုလင်းဝအနေနဲ့အနိုင်ရရှိသွားဖို့ရာခိုင်နှုန်းရှိသလားသို့မဟုတ်ရင်ရောထန်ကဒါဆိုလင်းဝအနိုင်ရရှိသွားဖို့ရာခိုင်နှုန်းများသလားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှဒါကိုယ့်ရဲ့ထင်မြင်ချက်တွေကိုလည်းအောက်က comment မှာဒါဝင်ရောက်ဆွေးနွေးသွားပြီးလို့ရတယ်ပေါ့နော်အဲ့တော့ဒီကနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုကြပေးတဲ့အတွက်ကြောင့်မို့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီကျွန်တော်တို့နောက်လာမယ့်နေ့ရက်တွေမှာဆိုရင်ဒီရောထန်ရဲ့ဒါပွဲစဉ်နောက်ထပ်တစ်ပွဲကိုကြည့်ရှုသွားပေးဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီအတွက်ကြောင့်မို့လဲဒါဆက်လက်ဆောင်ပြကြည့်ရှုအားပေးဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကတော့ဂျိုးဆက်ပဲဖြစ်ပါတယ်